တဲ့ပါလေလူကချက်ပါချောတော့အကလေးတွေဟဲ့အခါကြီးကိုရောက်စိုက်မှကြည့်ကြည့်ပြီးကြည့်တာနော်ဒီနေ့စိုက်မှဘာလို့မှနေသိတယ်နော်ဟုတ်မှာကြော်ညာရိုက်တယ်ဆိုတာငါပတ်သက်နေအများကြီးတုံးတာလားအဲ့တော့ပစ္စည်းကိုလုံးဝလက်ဟာမနေစတဲ့အကောင်ဖြစ်ကြားလားအခုဖြစ်တယ်ဟဲ့ဒါမှဖြစ်တာလို့မမဈေးဝယ်ရောက်လိုက်တာလေမမဈေးဝယ်ရောက်တာတွေဘာတွေငါ့ကိုစင်ကြီးလာပေးမနေနဲ့ငါဒီနေ့ကြော်ညာကြီးမှာဆိုဒီလိုအပေါက်တွေမထားနဲ့လေအကောင်ဖြစ်တာကြားလားဟုတ်မမအခုဖြစ်လိုက်ပါမယ်မမသွားနေရကငါမပိုင်မပြီးဘူးမနဲ့မိုးလေးကငါပဲလုပ်နေရတဲ့okayသွားဟဲ့ဘိုးကွေရှမ်းမမဒါရပါလေဒါ promotion ကလက်ဆောင်နေအိလေးနော်မမရှိသေးလားရှိသေးရဲ့မမဟာရှိတယ်အကုန်ချလေဒီနေ့ကြော်ညာကြီးပေါ်တော့ငါပတ်သက်နေအများကြီးသုံးတာလားဒီလိုထဲမှာပါဖို့လို့တယ်ဟုတ်မမအဲ့ဒါနေမျိုးအောင်ရောမတွဲမိဘူးမဟာဒီကောင်ကလေဟဲ့နေမျိုးအောင်ဟဲ့နေမျိုးအောင်ရမလာကြီးရနေပဲသွားညနောက်သွားနေရမှာဒီနေ့ဆိုင်ရုံဘယ်သူလာမှနင်းသိတယ်နော်မဲမဲခေါခေါနဲ့ဝိုင်းလို့လာမှာအေးသူတို့ငါဖို့တဲ့ငါငွေဘယ်လောက်သုံးထားလဲဆိုတော့နင်းသိတယ်နော်ဟုတ်မှာအေးအဲ့တော့သူတို့ဆိုင်ထဲကိုဝင်လာပြီဆိုတာနဲ့သူတို့ရေတောက်တာစပေးပေါက်တာဆိုအကောင်ကင်မရာကောယူထားလိုက်အဲ့တော့၄မဲ့၄လန်ကနေကင်မရာထောင်ထားသူတို့ရဲ့လှုပ်ရှားမှုအကောင်ငါလိုချင်တယ်ဟုတ် DCTV လုံးလုံးလားလုံးလုံးပြအဲ့ဒီ CCTV record သူတို့ကင်မရာနဲ့အကောင်ယူလားဟုတ်ကဲ့ဟုတ်ပြီနော်အဲ့ဒါမှတန်မှာအကောင်တင်ရမယ်မင်းသမီးလေးချင်းတဲ့ချင်းလေးလက်စချင်လရှေးမမနေရောစင်နေဖြစ်ပြီလားဖြစ်ပြီမမရဲ့ငါငွေအများကြီးသုံးတာနော်မျက်နှာမပြတ်ရှင်ဘူးဟမ်မဖြစ်စရအောင်မမပြီးငါနဲ့တခါတည်းမှခဲ့မယ်ဒီနေ့သူတို့နှစ်ယောက်နဲ့ဗာမနေနာမည်ကြောက်တာတခါတည်းလှုပ်ချပလိုက်ခါလည်းလှုပ်ချပလိုက်မယ်မမအဲ့ဒါမှငါငါတာတန်မှာဟဲ့သွားခေါ်လိုက်ပါဦးရှင်းရင်မြန်မာချန်ကိုပါရှင်းဘင်္ဂလာပါရှင်ဟိုမနက်ကလေးလာပြီဆိုလို့မျောနေတာကျမတို့မင်းသမီးအတွက်ခုံမပေးတော့ဘူးလားဟောဒါလေးနဲ့ထိုင်ပါရှင်ဟမ်ကျမတို့မင်းသမီးဒီကောင်နဲ့ထိုင်ရမှာလားဒီကောင်ကမဖြစ်ဘူးလားဟိုဆိုင်မဒါပဲရှိတော့လေဟိုအားနာလိုက်တာရှင်ဘယ်လိုလုပ်ပေးရမလဲရပြီထိုင်လိုက်မယ်ဟုတ်အဲ့ဆိုလေဘယ်ကနေစိုက်ကြမလဲရှင်ကျမတို့မင်းသမီးဘာမှမစင်ပေးတော့ဘူးလားအော်မေလို့ဟိုတေချာစီစဉ်ထားတာမိမော်ရေပစ္စည်းတွေယူပြီးလာခဲ့ပါဦးလာပြီမမလာပြီဟာလေဒါလေးကတော့ဝိုင်းအတွက်ဒါလေးကတော့ခေါ်တက်စီစဉ်ပြီးလာဒါလေးဝတ်လိုက်နော်ဟိုလေးမအမရရဲ့မဲ့ဇန်လန်နဲ့ဦးကျမရဲ့ညီမတို့ထည့်ရပြပါလားရှင်ဘယ်ဖြစ်မလဲကျမတို့မင်းသမီးတွေကအချိန်နဲ့လှုပ်တာတော့ကြအမညမတက်လွဲလုံးနဲ့အချိန်တွေပုတ်တယ်ရှင်မဖြစ်ပါဘူးတော့ဩအဲ့ဒါတော့မပူနဲ့ကျမညီမတွေကအရန်ကြိုးစားအဲ့တော့ကျမအာမခံတယ်တခန်းတော့ထည့်ရပြပါရှင်ဖြစ်ပါမလားကလေးမလေးကနော်အားနဲ့ခဏမှနေကျမတို့မင်းသမီးပို့သွားလိုက်မယ်ဩတခါလေးတော့စမ်းပြရိုက်ပြပါတခါလေးပဲရိုက်ပြပါနော်အဲ့ဆိုတခါပဲမှားလို့ရမလားနောက်တစ်ခါမှားလို့ကတော့ထပ်မရိုက်ပေးဘူးဟုတ်ကြားရတော့မိပါတခါလေးတိတ်ချကြိုးစားပလိုက်အားလုံးပဲမင်္ဂလာပါဒီကနေ့ဆက်စာလေးနဲ့ပြပေးမယ်မမတို့ရဲ့ဒီရဲ့ Academy နဲ့ဆက်စာလေးဆိုမမစီးပြီလားမပြေဘူးညီကညီပဲဒါလည်းစကြီးလုပ်လိုက်တော့ငါတို့ညက်ကဘာပြောရမှာလဲအားနာပြီညီအဲ့လိုပြောတော့ကျွန်တော်ညောက်ကလောက်ကပြတ်ပြီဘလို့မှအဆင်မပြေဘူးလူမြောက်ပဲဖြစ်သူ့ဖဲကျမတို့ကလည်းကျင်းကြမယ်ဖဲနဲ့သူ့ရဲ့ကောလုံးစကားတွေပြောကျမတို့လောက်ကပြတ်ပြန်ရဒီကနေ့ခေါ်ရတိုင်တင်ချင်းတွေရောက်ရှိနေတာကအေးတော်တယ်ရန်တော့တယ်တော့လေပြီးပြီလေအခုအားဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်ရှင် Hello တကယ်ချင်းပြော Where are you now ဟဲ့ဒီဘယ်တော့မှလဲငါနဲ့မိုးလေးနဲ့စောင့်နေတာ And I waiting for you ဟုတ်တယ်ငါနဲ့မျောနေတာဒီကားမရောက်စီးရလေပြော My guy is black Yamabi is very hot quickly you find ငါနဲ့ကြောက်တယ် Hello I see you I coming from you လာတငယ်ချင်းလားငါနဲ့ကိုလေမိုးလေးနဲ့စောင့်ရတငယ်ချင်းငါတငယ်ချင်းကအမေရိကပြန်လာတယ်ဆိုတော့ငါနဲ့ကလေအိမ်မှာတမင်းအစုံချက်ထားတယ်မြန်မာတမင်းတော့တငယ်ချင်းတော့စားမယ်မလား Very good Yamabi is very hot ဟုတ်တယ်နည်းနည်းပူတငယ်ချင်းလာတော့ချတယ် Wow your job is very successful မင်းလောက်ကမိသားအောင်မြင်ရမယ်အောင်မြင်တာလည်းမပြောနဲ့လေတငယ်ချင်းရဲ့စူးစမ်းမှုကနေအသိပဲငါအမေရိကကိုသွားလိုက်တဲ့စိတ်နဲ့တွေ့မှာငါတကယ်ညာတော့အောင်မြင်လာပဲအေးအဲ့ဒါပေါ်မှာနားလိုက်ရအောင်တော့လား Okay Wow တကယ်ချင်းဒါနည်းရဲ့ brand လေးလား
ဟုတ်တယ်တကယ်ချင်းရဲ့ဒီပတ်ဆက်အိတ်တွေအကုန်လုံးကငါထိုင်ဝမ်ကနေပြီးတော့ကိုယ်စလဲယူထားတဲ့ငါရဲ့ brand တွေပဲ အော်ထိုင်ဝမ်နေတင်သွင်းနေရဆိုတော့ဟိုဘက်ကပါလာတဲ့ဒီစိတ်ကိုဖြုတ်ပြီးတော့နေစိတ်တွေတက်ပြီးတော့ကိုယ်ပဲ brand ဆိုပြီးတော့မြန်မာနိုင်ငံအတွင်းမှာရောင်းနေရပေါ့လေ တကယ်ချင်းနင်ဘယ်လိုပြောလိုက်တာနင်အမေရိကသွားပြီးတော့နင်ရဲ့အုံနောက်တွေကိုချီရထက်လာလားဟမ်အော်ဒီမှာငါရဲ့ပတ်ဆက်အိတ်ကအသားတစ်စိတ်ဆိုရင်လဲ shine land တစ်စိတ်နဲ့ဇစ်ဆိုရင်လဲ shine land တစ်စိတ်နဲ့ဟောရအထက်ထဲကအသင်းသားကိုလဲ shine land လိုပဲနဲ့ထုတ်ပေးတာတူတူနဲ့လူရင်းပြောရမယ်ဆိုရင်တဲ့အိတ်လုံးကို full လို့ကိုအပြည့်နဲ့ထုတ်ပေးထားတာအဲ့လောက်ဆိုရင်တော့နင်သဘောပေါက်လောက်မှာပါ အမလေးဟဲ့ဖိငောင်းစတားလိုက်တာအဲ့တော့နေကကိုယ်ပဲ brand ဆိုတော့မြန်မာနိုင်ငံအတွင်းမှာဈေးတွေမတန်တဆတင်ပြီးရောင်းနေရပေါ့လေ အမလေးတငယ်ချင်းရဲ့အထစ်စမောလိုက်တာငါရဲ့ပတ်စံအိတ်တွေအကုန်လုံးကိုလေတသိမ့်ကြော်ရယ်ဆိုရင်နင်းစီးလိုက်ဖက်တဲ့ငါ့ကိုပါရိုက်လိုက်နင်းစီးလိုက်ဖက်တဲ့ငါ့ကိုပါရိုက်လိုက် ဟမ်ဒီလိုပတ်စံအိတ်တွေနဲ့တသိန်းအောက်နဲ့ရောင်းနေတာချုပ်ရွချုပ်တာကောင်းရလားဟဲ့ မြန်မာနိုင်ငံမှာချုပ်တာမဟုတ်ဘူးထိုင်ဝမ်မှာချုပ်တာငါရဲ့ပတ်စံအိတ်တွေအကုန်လုံးကလေချုပ်ရိုးချုပ်တာကောင်းသလားမမင်းနဲ့နင်းတစ်ခါဝယ်ပြီးဆိုရင်3လနှစ်ကတာရေးသုံးလို့ရတယ် ဒီလိုအတွေ့အတာဒီလိုချုပ်ရွချုပ်တာအောင်နေတသိန်းအောက်နဲ့ရောင်းနေဟောတော့တန်လိုက်တာဟောတန်လိုက်တာတကယ်ချင်းငါဝယ်မယ်ဆိုရင်ငါ့ကို shop ပေးရမယ်နော် ရှာပေးမယ်ရှာပေးမယ် အေးဒီအိတ်ကလေးယူမယ်ဆိုရင်ငါဘယ်လောက် shop ပေးမှာ အဲ့ဒီပတ်စံအိတ်လေးကအပြင်မှာပေါက်စေး9000 8000လောက်တော့ရှိတယ်ဒီမဲ့ဆိုတော့ငါ9000လောက်နဲ့ပေးလိုက်မယ် အာ shop ပေးအောင်လေတကယ်ချင်း9000ဝယ်ထားလိုက်9000ဝယ်ထားလိုက် နေမလို့ဈေးစစ်ရတယ်နော်အမေရိကန်ပြန်ကြီးရဲ့အမေရိကန်ပြန်ကြီးရဲ့ဟောဒီပတ်စံကလေ9000နဲ့တော့မရဘူး9000ပဲရမယ်နေကြိုက်ရင်ယူမကြိုက်ရင်မယူနဲ့ စတာပါအေးဟို9000ဆိုရင်လည်း9000ပေါ့ဟဲ့ဟိုနေဒါမ shop ပေးဆိုရင်တော့တခြားအိတ်တွေလက်ဆောင်ပေးရမယ်နော် ပေးမယ်ပေးမယ် အေးရောနာယူမယ်ငါရွေးလာမယ်အိတ် အေးပေး ဒီအိတ်လေးတော့ငါ့ကိုလက်ဆောင်ပေးလိုက်နော်ဒီအိတ်လေးတော့ငါ့ကိုလက်ဆောင်ပေးလိုက်နော် ဒီကနေ့ကလေးတို့ခေါ်လိုက်တာကဘောစီပြောကြရရှိလို့ကြားလားဒီစကားအရင်ရေးကြည့်တယ်အုံနောက်ထဲမှာဆွဲနေအောင်မှတ်ထားဘယ်ထဲမှာမှတ်ထားရမလဲအုံနောက်ထဲမှာဟုတ်ပြီပြောပြမယ်တခြားနောက်နော် customer is always right ပါတယ် Customer is always right နောက်တစ်ခါ Customer is always right customer ကိုယူယူတည်တည်လေးလေးစားစားကောင်းကောင်းမွန်မွန်ဆက်ဆက်ရမယ်โอเคရနော်ဒီလူမနေပါလားလောက်တာဘာလဲချက်ပါလဲခုချက်ချက်ပါဒီစားလာပေးရလေမအားပေးတယ်ဒီလာပေးရအားပေးတယ်ချက်ဘာလဲဒီပါလေချက်ဒီချက်မရမဒီချက်ပါဒီချက်တော့ငါဒီချက်တော့ဒီချက်တော့ဒီချက်တော့နေရပါဘောတော့ Customer is always right ဆို ဟမ် Customer is always right ဆို အေးအဲ့စကားကိုငါပြန်ပြောမယ် customer all right ဆိုပေမဲ့အဲ့ဒီလေလူဘက်မှာလုံးဝမပါဘူးအဲ့ဒီလေလူဘက်မှာလုံးဝမပါဘူး ညီမလေးမင်္ဂလာပါ ဟုတ်မင်္ဂလာပါမမ အော်မစီကောင်းတယ်ဖြစ်ညီမလေးနာမည်ဝိုင်းနော် အားကဲပါမမ ညီမလေးကချမ်းအခုလေဝိဆံမှာပြလို့ဖြစ်နေတာလေ အော်ဟိုမမတို့ဆိုင်ရာအထည်အစ်စ်တွေကိုစိတ်လို့ပါရှင့် ဩဟုတ်ပြီညီမလေးဒီမှာရေးထားတော့ကိုရီးယားစကားကိုမှဒီနောက်ဆုံးကိဆုံး level ထိပေါ့ဒီရေးထားဟောပါလေပြောတဲ့လူရေးထားနော် သွားပါပြီဟဲ့ဒီတိုင်းရှက်ရေးထားတာအောင်ငါ့ကိုမေးတော့မလားမသိပါဘူးခဲ ဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူးဟိုပြောတတ်ပါတယ်ရှင်ပြောတတ်ပါတယ် ဟုတ်ပြီညီမလေးလိုပဲမတို့ဆိုင်မှာကိုရီးယားလို့ပြောတဲ့ဝန်ထမ်းလေးတယောက်ရှိတယ်မတို့ကကျတော့ foreigner လာတဲ့ဆိုင်ဆိုတော့နည်းနည်းတော့ကိုရီးယားလို့ပြောတတ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ foreigner လာတယ်ဆိုရင်မတို့ရဲ့ Manly ဆိုင်နေပြီးတော့ဆိုင်နေလာကြတယ်ဆိုတော့လေငယ်လေးလောင်းကြည့်လောင်း ဟုတ်စီဟုတ် ဒီမမကိုရီးယားလို့ပြောတယ်နုံညမဆက်လိုက်အောင်နော် ဟာကိုရီးယားတော့မပြောတတ်ပါဘူးဆိုမှဘယ်လိုလုပ်ရမလဲမသိပဲ ဟုတ်ပါစီဟုတ်우리 사랑했잖아. 제발 나눠 리치파. 나 너랑 소저가 살아. 우리 가마 덮어요. 누나 가져두지요. 제발 나 너나 낳지 마. ရပြီအလုံးရပြီအလုံးဝင်လိုက်တော့လေဦးစိတ်ကလုံးဝင်လိုက်တော့အမလေးဝင်လိုက်တော့ 우리 사랑했잖아 제발 날 잊지 마 오직 내가